င်းရလဲကြက်ဖို့ကြာအောင်မယ်ထင်ပါတယ်သုံးသွားသုံးလိုက်ပါဦးမယ်ချစ်ဘာဝိတည်ထားတယ်တူးနိုင်ရတယ်နော်ဟာတွားပါပြီဟိုဟင်းအောင်မကြက်သေးလို့လေခဏတည်ထားပြီးဖုန်းသုံးနေရဟမ်တူးရပြန်ပြီချစ်ကလည်းဟင်းဝိတင်ပြီးဘာလို့အင်းရှိမှာဖုန်းသားထိုင်သုံးနေတာတော့ချစ်အဲ့ဖုန်းသုံးတလောကလုံးမေ့သွားတာသိရသားနဲ့ကိုကလည်းစားရည်ကိုချက်ကြရဲဟာဘာလို့လားဆိုနေရလဲဟင်းအောင်ကကြက်ဖို့အကြာကြီးပဲလေဒီနောက်ကမတ်တက်ရပြီးမှစောင့်နေနေတဲ့ဟာကိုစိတ်ဆိုးသွားပြန်ပြီကွာချောင်းတီးတော့ဟာဟုတ်ပြီချစ်ကိုဒါနဲ့ချောင်းမယ်ဟယ်လိုတီယိုအီလက်ထရောနစ်ကလားဟုတ်ကဲ့ဗျကျွန်တော်ပစ္စည်းလေးမှာကြံလို့ပါဟုတ်ကိုမအားရင်တိုင်းပေါ်လာဘူးလားโอเคကျေးဇူးပါကိုကျေးဇူးနော်ချစ်ခဏတော့လာပါအောင်ကွာဒီမှာကိုဘာဝယ်လာလဲလာကြည့်ပါဦးဘာလဲဘာဝယ်လာမလို့လဲဒီဟုံးမြေဒီ infrared cooker လေးကချစ်နဲ့အကိုက်ဆုံးပဲပြီးတော့ gas နဲ့တာမန်ချက်ထားတဲ့ဆိုင်ကွာအပူလှုပ်အားလည်းပိုကောင်းတော့ဟင်းတွေကိုအချိန်တူရင်းချက်စီတယ်အိုးကလည်းကွာကြိုက်တဲ့အိုးနဲ့စိတ်ကြိုက်ချက်လို့ရတယ်ပြီးတော့မျက်နှာပြင်မှာလည်းချောင်းမို့တဲ့ tempered glass လေးပါလာမို့လို့ချစ်ဟင်းချက်ပြီးတိုင်းလည်းတန်ရှင်းလောက်ရတာပဲကူတယ်အဓိကကွာဒီအိုးမှာတိုင်ပါပဲချစ်ဟင်းချက်ပြီးလို့ရှိရင်ဒဲအိုးနောက်မှာချိန်လုံးထိုင်ဆောင်နေကြမလို့ခလုံးလေးဖွင့်ပြီးအေးစေးနားနေရုံမဲ့ကဲအခုကစားပြီးဒီဟုံးရဲ့ infrared cooker လေးနဲ့ချစ်စိတ်ကြိုက်တာချက်ပြီးတော့ဟုတ်ပြီလားတွားပါခုမှလာပြီးလာချော့နေတယ်ချစ်ကလည်းကွာကိုစိတ်ပူပြီးတော့အတန်းနဲ့ချိန်ပြီးတာပါတော့မဖြစ်စေရအောင်နော်စိတ်မကောင်းနဲ့တော့ကိုမနေတတ်လို့ပါကွာနော်ပြီးရောနောက်ခါဆိုအကြာကြီးကောက်ပြမှာနော်ဟုတ်ပါပြီဗျာနောက်တစ်ခါမဖြစ်စေရအောင်ဟုတ်ပြီလားကဲအခုကိုတို့ပါစားကြမယ်ညနေတည်းရောက်ပြီဆိုတော့ဒင်နာကိုပေါ့ပေါ့ပါဖက်ထုတ်ပဲစားရင်ကောင်းလားဖက်ထုတ်ကောင်းတယ်ဒီကိုလည်းဖက်ထုတ်စားချင်တယ်အတော်ပဲအဲ့လိုစားကြမယ်ကင်ပြုတ်ပြုတ်ကြော်ကြော်လော်လော်ကြိုက်တာချက်လို့ရတယ်တီဟုံးရဲ့ infrared cooker လေးရှိနေရဆိုတော့အင်ရှင်မတွေတော့ပို့ပြီးအဆင်ပြေလွယ်ကူတာပေါ့နော်တီဟုံးရဲ့ဒီအမိုက်စား product ကိုဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ page messenger သို့မဟုတ် hotline ဖုန်းနံပါတ်097558906660ကိုဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာလူကိုယ်တိုင်လာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ caption မှာဖော်ပြထားတဲ့လေးစာလေးအတိုင်းလာရောက်ဝယ်ယူအားပေးနိုင်ကြောင်းသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ